မိုင်းစောပိတ်တယ်လို့မင်္ဂလာပါကျွန်တော်ဒီနေ့တိုက်ကားအစီအစဉ်နဲ့ Manchester Derby ပွဲစဉ်ကိုကြည့်ဖို့တော့ရောက်ရှိနေတာအခုတိုက်ကားအစီအစဉ်နဲ့ကျွန်တော် game အစီအစဉ်တွေလည်းရှိတယ်အဲ့ဒါတွေကိုကျွန်တော်မိုင်းစောဖွဲ့သားတွေလိုက်ပြီးတော့စော့ကြမယ်ပြီးလို့ရှိရင်ကျွန်တော် Derby ပွဲစဉ်ကိုကြည့်မယ် Man City ကပဲနိုင်ရသွားမလားကျွန်တော် Manchester United အသင်းကပဲအနိုင်ရသွားမလားဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်တိုက်ကားနဲ့အတူ Manchester United ကိုလာအားပေးရပါအခုကနီးပြလည်းပြောင်းထားတော့အချိန်တွေကဘာမှတော့မပြောတတ်သေးဘူးဒါပေမဲ့အမြင်ဆုံးတော့မှန်းထားပါတယ်တိုက်က Manchester United Official PR Partner ပေါ့နော်မနစ်ကလည်းဒါယူရိုပွဲတော့ကလည်းအခုလိုမျိုးအများကြီးပွဲတွေလည်းသူတို့လုပ်ခဲ့ပေါ့နော် OOTT ကြည့်လို့ရှိရင်ကို United fan ဂျာစီတွေနဲ့အဲ့လိုဂျာစီမျိုးစုံနဲ့ fan တွေအများကြီးရောက်တာဒါပထမဆုံးမြင်ဘူးတာပြောစရာကြီးSo we are here tonight because we'd like to reward our loyal Tiger fans, especially the ones that love football and Man United, because Tiger is the official partner of Manchester United. And we rewarded our fans tonight by bringing the atmosphere of Old Trafford to Yangon and actually making sure that football time is Tiger time. Tonight was a fantastic night, but it's not gonna stop here. First of all, we're gonna bring the United show and Tiger Talks to you, where influencers, real Manchester United fans are bringing content to you to keep the conversation going together with Tiger. And also if you drink a Tiger, you get rewarded. Drink 4 cups, you get 1 for free. And if you buy 7, you get a raffle draw ticket and you stand a chance to win an officially signed Man United jersey by one of the players. So 4 cups is a free beer and 7 gets you a raffle draw ticket to stand a chance to win an official Man United signed jersey. So a lot more to come. Tonight it was a special night because one of our loyal Tiger drinkers and Man United fans won a jersey signed by Mbongo, who's played a fantastic match tonight. But there's more to come. We have more signed jerseys in the outlets. There's activities, there's stuff on social media, everything to keep the conversation going and reward our loyal fans and loyal Tiger drinkers with what they deserve. So more to come. We would like to thank everybody that made this evening possible tonight. Our loyal fans, Tiger drinkers, our customers, the retailers here in Sunshine Link, and everybody that loves Man United and loves Tiger. And I would like to end with saying, football time is Tiger time. Let's roar louder, uncage your Tiger, and let's stay tuned for more fantastic collaborations between the Tiger brand and Manchester United. Thank you very much. Cheers! အရင်ဆုံး Tiger ကိုဒီပွဲလေးစီစဉ်တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ် Man United နဲ့ Man City ပွဲကို screen အကြီးနဲ့လာကြည့်ရတဲ့အတွက်တော်တော်လေးကိုအရသာရှိပါတယ် Tiger ကဒီဘောလုံးနဲ့ဒါအရင်နှစ်တွေများစွာလည်းဘောလုံးအသင်းတွေနဲ့ဘောလုံးပွဲတွေနဲ့လက်တွဲခဲ့တာတွေအများကြီးရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်း Tiger Beer ကိုကိုစားပြုပြီးတော့ကွင်းထဲထိကိုသွားပြီးတော့ Tiger အစီအစဉ်နဲ့သွားပြီးတော့ကြည့်ရှုအားပေးခဲ့ပူးပါတယ်
cheers တိုင်ဂါနဲ့ပေါင်းဆက်ပြီးတော့ဒီအချိန်မှာတိုင်ဂါလေးနဲ့မန်ယူနဲ့ပေါင်းဆက်ပြီးကြီးလိုက်တဲ့အချိန်မှာဘယ်ပြောကောင်းမလဲနှစ်ဆပေါ့နော်6တားလေးလည်းတက်တာတယ်ဂလုတ်ဂလုတ်အေးဂလုတ်ဂလုတ်အေးအဲ့ကွ ခုကြောင့်အနောက်ကအတန်နဲ့ဆိုတော့တကယ်ကိုကွင်းထဲမှာအဲ့လိုမျိုးအားပေးရတယ်လို့မျိုးပဲအရန်ကိုပြောပါတ ဒါ ယ် လည်းဒုံမန်ယူတိုင်ဂါရဲ့ပရိသတ်တွေရောမန်ယူရဲ့ပရိသတ်တွေရောအတွက်စိတ်လုံးရှားစရာရင်းခုန်စရာအစီအစဉ်တွေလည်းအများကြီးထုတ်လုပ်ပေးသွားမှာဖြစ်တဲ့အတွက် Tiger မြန်မာ Facebook page ကနေစောင့်ကြည့်ပေးဖို့မေ့ပါနဲ့နော် Engage your Tiger Cheers Football time is Tiger time Cheers yo ဆိုတော့အခုလိုမျိုးကျွန်တော်တို့စီစီလုံးလုံးနဲ့ United fan တွေအားပေးရတာကျွန်တော်ငယ်ဘွားအခြေအနေတွေကိုပြန်ပြီးတော့ remind လုပ်ပေးလိုက်သလိုပဲကွာ ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ် ဒါကြတော့ဒီလိုအခြေအနေမျိုးကိုမကြုံတာတော်တော်ကြာပြီဘာလို့လဲဆိုတော့ဒါငငယ်တည်းကအကိုတွေနဲ့ကြီးပြီးတော့ဒီ Manchester United ကိုတူတူအားပေးလာတော့ဒီလိုအားပေးမှုမျိုးပျောက်နေတာတော်တော်ကြာပြီပေါ့နော်အခုတိုက်ကနေပဲဒီလိုဖန်တီးပေးတဲ့အတွက်ကြောင့်မို့လဲတကယ်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးနောက်ထပ်ပွဲတွေလည်းမျှော်နေပါသေးတယ်လို့ ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဒီလိုပွဲမျိုးကဒီလိုအားပေးတာမျိုးကမမြင်ရတာကြာခဲ့တယ်နော်အခုကတော်တော်အုံးတက်ကိုအားပေးကြတယ် James တို့ဒီနေ့ပေါ့နော်အမ်ပိုမိုရဲ့ sign ပါတဲ့ jersey ကိုလည်းတိုက်ကားကြောင့်တွေ့ခဲ့ရပါတယ်အရန်မိုက်ပါတယ်အဲ့ဒီ season ကြီးကလေအဲ့ဒါကြောင့်မလို့တိုက်ကားရဲ့အခုလိုမျိုး sign ပါတဲ့ jersey တွေကိုလည်းပေးတယ်ပြီးတော့ပရိသတ်တွေလည်းတော်တော်ပြောတယ်အဲ့ကောင်လေးတယောက်ဆိုချင်းပထမ interview ထားတာသူဆိုလုံးဝ jersey ပါထုတ်ဝေပြီးအမ်ပိုမိုကိုသင်းသွားတဲ့အချိန်မှာအမ်ပိုမို sign ရတဲ့ sign ပါတဲ့ jersey ကိုဝတ်လိုက်ရတာဘယ်လောက်တော့မိုက်မလဲကွာ အဲ့ feeling ကအရင်ကျန် အဲ့ဒါအကြောင်းမလို့တိုက်ကားရဲ့ lucky draw season တွေကိုလည်းသဘောကျတယ်ပြီးတော့ဘောလုံးချစ်သူတွေအတွက်အခုလိုမျိုးပေါ့နော်အချိန်ကောင်းအခိုက်အတန့်ကောင်းတစ်ခုကိုဖန်တီးပေးတဲ့အတွက်တိုက်ကားကိုဆက်လို့ပါပဲ Engage your Tiger Football time is Tiger time